မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကိုရှူးကိုပတ်နေတဲ့ကိုကျော်ရဲ့ဗီဒီယိုဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ Let's go တူတူကြည့်ကြရအောင်ခင်ဗျာအရေးထည့်ပြီးတော့တောက်ရတာဟာဗလေကောင်းလိုက်တာဝါကောင်းလိုက်တယ်ကအကျန်းလေကျွေးတောင်းရတာလေစိတ်ညစ်တာလေဟောမရဘူးပေါ့ဒီညစ်တယ်မိမကျွေးတောင်းမရဘူးလားစိတ်ညစ်တယ်အေးစိတ်ညစ်တယ်ဟာအေးမဟုတ်ဘူးဟာမောလိုက်တာလေမရဘူးဟဲ့နောက်တော့ကောင်းဟုတ်ပါမလားခါတဲ့ကလေးနဲ့တော့ရင်းနှီးရခါတယ်သူကလက်ဖက်ချောက်ကသူကဟွာဖြစ်တယ်လေဟုတ်လက်ဖက်ချောက်ကချမ်းပြီးပြင်းဟုတ်တယ်ကြားပြီးပြင်းဆိုတော့သူချောင်းတဲ့မမဟုတ်တယ်မိမများနေပြီလေဟာချင်းရင်တို့တောက်ခါပဲများတယ်လားကျုပ်ရင်တို့တောက်ချင်မောနေတာလေကျုပ်ကျွေးတယ်တရားမှတ်တာပါလေမောလို့ပါလို့ရှိရင်ဘယ်နှခါပြောလိုက်ပါကွာကိုကျော်ရကြားထားတယ်ထက်နည်းနည်းစားတာမိမကျုပ်ဒီတစ်ခွက်ကြမှာပိုးပြီးတော့မှကျုပ်တကယ်ဘလို့ဖြစ်တာပဲကျုပ်မျက်စိတွေကဝါရတာဖြစ်နေသလားအေးအဲ့ဒါမိမကိုရနေအဲ့တော့ကျုပ်ကကျွန်တော်တော့ခါကိုရနေတာလည်းမဆိုင်ဘူးမိမမောကပြန်လာလို့မောနေလို့ဖြစ်ပါလိမ့်မယ်အဲ့ကြောင့်တောက်လိုက်ပါမယ်ဒါလေးတော့ဒါလေးတော့တောက်လိုက်ပါမယ်ကျုပ်ကမတထားဘူးလားပြောပါရှင်းကျင်လို့ကျုပ်ကမတထားဘူးလားပြောတယ်ကွာတောက်ပြီကွာဟာပြောထဲအောင်ပါခွက်ထဲအောင်တဲ့ဟုတ်လားဒီနေ့ကျုပ်ကမတထားဘူးလားလို့ထားပါလေတိုင်းချက်ဘာလဲရှင်ကျုပ်ကတော့ကျွေးနေလဲပတ်တန်းလိုက်ရတာရှင်ကကျုပ်ကိုလူမျိုးလာမတထားဘူးကြတော့ရှင်အဲ့ဒါဘာသဘောလဲဘာသဘောလဲဘာမဟုတ်ပါဘူးဘာမဟုတ်ပါဘူးတဲ့ရပါရေနေစွန့်ပြားပြီရေနေကြံစွန့်ပြားပြီနော်မောဟိုရှင်းလက်ဖက်ချောက်တွေဘာတွေများပါလဲမမဦးသူကအဲ့ရှမ်းပြည်ပင်းရဲလက်ဖက်ချောက်ကပင်းရဲထုတ်တာဆိုဘာလို့ကတော့ကောင်းလာအောင်မကောင်းရတော့မမအောက်လို့လေမမအိတ်ချင်တယ်ဆိုတော့အိတ်ပါတော့အောက်အိတ်အိတ်ချင်တော့ကျုပ်ကိုတင်းလိုက်ပြောချက်ပဲဟိုဝါမှာချက်ပဲနေနေနဲ့ပွားပွင့်လို့ပြောမဟုတ်ပါဘူးဟုတ်ပါဘူးကွာကျိုးပန်နေပါဟုတ်ပါ哎呦我的妈ကဲဒီတစ်ခါမှလဲဘာဇလန်းလဲဘာဗီဒီယိုဇလန်းလဲဆိုတာပေါ့နော်အားလုံးကြည့်ကြရအောင်ပါခင်ဗျာကျုပ်ကအနည်းဆုံးရနေတယ်အေးနဲ့ရနေတယ်ချေရတော့လားမဟုတ်ပါဘူးမချေကအရက်ဆုံးတဲ့ကျုံနာယူဟုတ်ပါဘူးတဲ့ချေကအရက်ဆုံးတဲ့ချေရတော့မလားဟုတ်ပါဘူးချေကျုံကရက်တော့မကြောက်ရသေးဘူးဘယ်နှခါပြောမှလဲချေအောက်မတော့ရသေးဘူးတဲ့တောက်ဖို့မတော့ရသေးဘူးဘာအခုမှသာတော့ချေတောင်းမဆိုတဲ့သဘောလားတောင်းမဆိုတဲ့သဘောလားဟုတ်ပါဘူးကျုပ်ပြောရတာကျုပ်အရင်မတောင်းနဲ့လို့ကျုပ်ပြောတာဟုတ်ကဲ့အေးလိုက်ပါတော့လိုက်ပါအေးရှင်လားအေးရှင်လိုက်ပါတော့အေးရှင်တော့အေးလိုက်ပါတော့ဗျာအေးတော့ကတော့အေးတော့အေးဝါခင်လားဝါမလေးအေးရတော့ခင်းပေးအောင်မယ်ဝါကျအေးရှင်နေပြီအေးဝါခင်ဝါအေးရှင်နေပြီအေးဝါခင်တော့ဒီမှာပဲဗျာအေးရတော့ခင်းပေးရမယ်ငါဘိုးကပြီးကြကြတော့မင်းငါဘွားအရက်သမားမကိုလင်တော့ထားတာပဲဒါပဲလားဒီမှာမမပြောရပါဘူးဟုတ်ကဲ့အချင်းကျမပြောမယ်ဒီကနေ့ပဲချမ်းပြီပြီးလက်ဖက်တော့တော့ကောင်းတယ်အဲ့လိုမျိုးကြိုက်သွားပြီအများမှာပဲဒီကောင်နောက်ပဲကြည့်ရတာဒီလက်ဖက်ချောက်ကိုကြိုက်နေရတာပဲဒီလက်ဖက်ချောက်တာအများဝယ်ထားမိပြီတော့ငါဘွားမတွေးရရဘူးဒါပဲလားမဟုတ်ပါဘူးသေးနေပြီလားချင်းဟုတ်ကဲ့ပါကျွန်တော်မလေးအေးရတော့ခင်ပေးပါမယ်မလေးငါဘွားပဲအရက်ကလေးများတောက်ရမလားဆိုပြီးတော့တပ်ဘူးလေးကိုအရက်ထက်တောင်းပါပဲအဲ့ရတော့ခင်းပေးရမယ်တော်ကောင်းတဲ့အကျဉ်းဒီတစ်ခါမှာကိုကျော်ကအဲ့ရခင်းပြီးမှပြန်လာခေါ်နေပြီနော်ကဲဘာလို့ချစ်ကြမလဲဆက်ကြည့်ရအောင်အဲ့ရခင်းပြီးသွားပြီလေအဲ့ရခင်းပြီးတော့ပြီတဲ့အဲ့တော့မင်းရချစ်လို့没有没，吃饭那边咯。没，后边旁边没，后边批发的呀，知道有朋友批发。要不对了，没带关系。我身上，他身上，现在都有了嘛，没了嘛。就嘞，现在那个了，叫鬼妹的，叫叫鬼妹的，你跑不动，去不来，我走不了。ဒါတော့အရှင်းသားကြီးကမိမလေးဆိုင်ကလေးလုံးများလို့ပေါ့ဟဲ့လေးထိုးပြီးတော့ဖောင်းသွားတာအဲ့ဒါတစ်ဖက်ရောင်းသွားလို့ဟိုမိမက
ယောက်ျားနဲ့ညားနေတော့ယောက်ျားမိန်းမကိုစိတ်ချမ်းသာအောင်ထားတယ်ဒါကြောင့်မလို့စိတ်ချမ်းသာပြီးမိန်းမလေးကဝါအဲ့ဒါကိုပြောတာအဲ့ဒါ ဒီလိုငယ်လေးပြောတော့တော့ အဲ့ဒါမဟုတ်ပါဘူးဒါအမှန်လည်းပြောတာပါ ဟုတ်ပါဘူးဟုတ်တယ်ဟုတ်တယ် ပေးထူလာဆိုရှင်ပြောရတာချင်းစိတ်ထဲမှာပေးထူလာဟုတ် ဟုတ်အဲ့လိုမဟုတ်ပါဘူးစိတ်ချမ်းသာပါလေဗျာစိတ်ချမ်းသာပါလေ ဒီလိုငယ်လေးမလို့တော့ မလုပ်ပါဘူး မမဖြစ် စိတ်ချမ်းသာပါလေယောက်ျားပိန်နေဆိုတာလည်းပဲငယ်ငယ်လေးတွေပိန်တာအဲ့ဒီခုမှပိန်တာမဟုတ်လား ဒီမှုပြောတာ ပြောတယ်ဒီပြော ပြောတာ မိမစိတ်ချမ်းသာထားလိုက် ပြောပြောဒီအချင်းဖားလို့ပေးတာပြုတ်သေးတယ် ပိန်တာကငယ်ငယ်လေးတွေပိန်တာလေဒါတော့ဒီမွေးတွေအောင်ပိန်နေတာ တယ်မလိုက်တော့တော့ကို အဲ့ဒါယောက်ျားအမှန်တမ်းပြောတာလေခုမှပိန်တာမဟုတ်လားဖေးမွေးတွေပိန်တာ ရှင်အဖေမေအဲ့ဒါရှင်ဘာပေးထူလာမှာ မေးပြီးဘာလို့ပိန်လို့နေမွေးတယ်ဆိုတော့ဒါလည်းမပြောတတ်ဘူးလေမိမအဲ့တော့သိနေလားသိနေလည်းပဲငါအဖေနဲ့ငါအမေကသွားမေးရရောဟုတ်ပြီလား 哎呦我的妈！ တော့မေးကြမှာ ဟုတ်တယ်ဒီမေးကမေးလိုက်တော့ဒီလိုရှိအပြီးကြာပြီ ကဲဒီတစ်ခါမှလဲကိုကြော်လူလေးကြီးကဘာတွေဆက်လို့အောင်မလဲနော်အားလုံးကြည့်စုကြရအောင်ပါဗျာကဲလာပြီ ဒီမိမကွာလာပါစေရောဘာလဲတွေ့မယ်ဒီမိမတော့မှတ်တော့ရှိအောင်ဆုံးမပေးအောင်မှရနိုင်မယ်တူတယ်ဒီမိမတော့ ကိုကြောရဲ့ ပြန်လာပြီလာပါစေရောတွေ့မယ်ဘာလဲတွေ့မယ် လာပါစေ ဟုတ် တွေ့ ကြ မယောက်ျားသားကိုမမကိုးမလဲလား အမေ ဆန်းနိုင်ဦးလေး ဒီကိုတော့ကအသာထားပါအောင်နေခုပဲရတယ် ညမပြန်လာလေ နေတော့လာအောင်မေတော်လာအောင်မေငါလာလိန်လို့မရ ဟာ ဘူး လေ နေကိုတော့ကိုငါ့ကိုဖျားပြီးတော့ तू ကနေငါ့ကိုနှစ်ချက်ကွက်လင်းဖို့တွေးနေရပါ နေကြမှာလည်းလာမလို့လို့လေလို့ လာမလို့လေရွာထဲမှာငါဆိုတဲ့ကောင်ကလေတအားလေတာဘသူတွေပါလို့တယ်နေပါလေလို့တယ်နေပဲချစ်လိုက်တယ်ဘသူတွေပါလို့တယ်အပြောက်တာမှသာငါအကုန်သိတယ် ကြောက်တာမလို့ဘူးလို့ရှက်ဘာတွေသိလို့ဘာတွေပြောနေကြတာလဲ ရွာထဲမှာငါတော့လေတာငါပဲရှိရင်ငါ့ကိုလာပြီးတော့နှစ်ချက်ကွက်နင်းလို့မရဘူးကြံတဲ့လူတွေသွားလိန်လို့ရမယ်ငါ့ကိုလာမလိန်နဲ့ အဲ့ဒါလည်းကြောက် ဟုတ်ပါငါပြောပါဝင်နေလမ်းပါဦးနင်ကအဲ့ဖုန်းဟိုကငါတမယားကိုပေးပြီးတော့နင်ကအဲ့ပြင်ပကိုနေပါသွားလို့ ကျမဘယ်ပြေမအောင်သွားလို့ဖုန်းကိုလည်းကျုပ်ဘလို့မှမကျုပ်မကျုပ်တိုင်းထတာလေဖုန်းကိုကျုပ်ဘလို့ပြောတာ အာနင်ဖုန်းငါဆက်တယ်လေဆက်တော့အဲ့မှာအမျိုးသမီးတယောက်ကိုင်းတယ်ကဲအဲ့အမျိုးသမီးတယောက်ကိုနင်ကဘာကိစ္စနဲ့ပေးတာလဲအဲ့အမျိုးသမီးကငါ့ကိုဘယ်လိုပြောတာလို့အိန္ဒိယပြင်ပကိုရောက်နေတယ်ကဲ ပြင်ပရောက်နေ နေဘ လူ လို့ မိန်းမဖုံးဆက်တဲ့အဲ့ရပြင်ပကိုရောက်နေတာတဲ့ပြဿနာ ဒါရှင်းလဲတာပေါ့ ဟုတ်တယ်ဒီတို့လဲတာတော့ကတော့ငါအိတ်နေတာတော့ရှိတယ် ရှင်းအကြတာစာသိတယ် အကုန်သိတယ်ရွာထဲမှာငါမပြောနေဘူးလေငါရွာထဲမှာအကုန်ဘယ်သူတွေပါလို့လဲဆိုတာဘယ်ခြေလိုက်လမ်းလဲဆိုတာအကုန်သိပြီးသား ဒါဆိုရှင်းဒီမောက်ဆက်တော့အိုက်ကောင်မှရှင်းအဲ့လိုပြောလိုက်တယ် ဟုတ်တယ်ဒီ အော်ရှင်းကိုအဲ့ဒါကျုပ်ဖုန်းကန်စေးကကောစင်လာနေနိုင်မပြီးလို့နိုင်မပြီးလို့အဲ့ကောစင်လာနေပြီးတော့ပြောတာပြင်မကိုဆက်တော့ဖို့အေးဒီကပြင်မရောက်နေဆိုဖုန်းကိုဆက်လို့မရဘူးလို့ပြောတာအဲ့ဒါမိမဘေးကမိမပြောတာမဟုတ်ဘူးရှင်းတော်တော်နဲဒါရရှင်းထားကြမသိဘူးလား ကောစင်တာပြောတာ ဟုတ်တယ်ကောစင်တာမိုင်းတဲ့ကောစင်တာကနေပြောတာရှင်းအဲ့ဒါတော့မသိဘူးလားအမဲလေ तू ကအဲ့ဒါသူ့ကိုသူပဲလေအကြတာစာအောင်သိကြတယ် အဲ့ဒါချင်းမစင်းသားနိုင်ဘူး ရှင်ကလေအော်ကျုပ်ကယောက်ျားရဲ့စေတနာလေးနဲ့ဆိုယောက်ျားဖို့ဆိုကိုလေးကျုပ်ကဝင်းဝယ်တာမဲရှင်ကကျုပ်ကိုလာပြီးဟောက်လိုက်ဟေးလိုက်အဲ့ဒါကြတာစာသိတယ်ဆိုပြီးဒီကောစင်တာပြောတဲ့အတန်ကြာရှင်မသိတော့ အဲ့ဒါပြေးပါပြေးပါပါလေနိုင် နိုင်ဖို့မစင်တာနဲ့နိုင်ဒီကူးနဲ့ပဲဖြစ်ဖြစ်ပါလာချက်နဲ့ပဲဖြစ်ရှင်မစားဘူးရှင်ငတ်လဲဂရုခါရတဲ့အလဲလုံးကတော့ 94ရောက်ကုန်ငါရပြီနော် မစားနဲ့ကျုပ်ကကျုပ်တမရပေးနေတယ်ကျုပ်လည်းမစားဘူး မဟုတ်လေဝဲလဲစားတယ် လူလေလှုပ်ချင်တာကိုနော်ငါရပြီနော် ငါ ငါခံရ လေ ပြီ ဝါ ဟောပါပြီ ဘီယာဆိုလဲငတ်ပြန်တာပဲ ပေါ်ဘီဆိုလဲငတ်ပြန်တာပဲ နောင်တရပြီနော်နောင်တရပြီ ကိုရလုံးလည်းပဲငတ်ပြန်တာပဲတော့ပါငတ်တဲ့ဘောငတ်ကြောဟာ ငါရပြီနော်